ဒီကိုရေမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ချက်စီရဲ့သတင်းအကြောင်းလေးနည်းနည်းပြောအောင်ပထမဆုံးအနေနဲ့ကတော့ Morgan Roger 1800ဝစ်ဆင်ခဲ့တဲ့ကျောင်းနံပါတ်7ဝစ်ဆင်မှာဖြစ်ပါတယ်နောက်တဲ့အကြောင်းအရာတစ်ခုကတော့ Spa အသင်းက Romero နဲ့ Patronato ကို Sweat deal လုပ်ဖို့အတွက်ကြိုးစားနေလို့သိရပါတယ်အကယ်လို့ Sweat deal မအောင်မြင်ခဲ့လို့ရှိရင်လည်း Chelsea အသင်းဘက်ကနေပြီးတော့ Patronato ကိုပေါင်42တန်းကျော်နဲ့ရောင်းချဖို့အတွက်လမ်းဖွင့်ထားပြီးတော့မီတီအသင်းမဆိုပေါင်42တန်းထက်အကျော်ရေးပေးမယ်ဆိုလို့ဆိုရှင် Patronato ရရှိမှာပါ Patronato ကအသင်းရဲ့အဓိကကစားသမားအဖြစ်သတ်မှတ်ထားပေမဲ့မရောင်းရမယ့်စီးရင်ထဲမှာတော့မပါပါဘူးနောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့ဘုံမော့အသင်းရဲ့ကွင်းလယ်ကစားသမား Alex Scott အသင်းဘုံမော့အသင်းကကန်လန်းထားတဲ့စာချုပ်အသစ်ကိုညှင်းဆိုထားပါတယ် Chelsea အသင်းကလည်း Alex Scott ကိုစိတ်ဝင်စားနေပြီးတော့ Morgan Roger ကိုခေါ်ယူပြီးသည့်တိုင်အောင် Chelsea အသင်းကကွင်းလယ်အတွက်ကစားသမားနောက်ထပ်တစ်ယောက်ခေါ်ချင်သေးတယ်ဆိုပြီးလည်းသတင်းတွေထွက်နေပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကာနာချိုက Aston Villa အသင်းနဲ့စီးစစ်မှုအောင်မြင်သွားတဲ့အတွက်ကြောင့်မလို့ကာနာချိုက Aston Villa အသင်းကိုတစ်နှစ်အငှားသွားကစားပြီးတော့နောက်တစ်နှစ်မှာအကယ်လို့သာ online Emery ကကြိုက်တယ်ဆိုလို့ရှိရင်ဝယ်ဖို့အတွက်စာချုပ်ချုပ်ဆိုထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဂျာဥပတ်ထူကိုချက်စီအသင်းကဘာစီလိုနာအသင်းကိုတန်တရာပေးရင်တော့ရောက်မှာမဟုတ်ဘူးဆိုပြီးတော့အကြောင်းပြန်ထားပါတယ်ချက်စီအသင်းကအမိတ်ဖက်အသင်းဖြစ်တဲ့ Strasbourg အသင်းကခေါ်ယူထားတဲ့ဘာကိုလည်းofficial ချပြဖို့အတွက်နောက်ထပ်ရက်အနည်းငယ်အတွင်းမှာချပြမှာဖြစ်ပါတယ်နောက်ထပ်ကစားသမားတစ်ယောက်အနေနဲ့ Chelsea အသင်းက Manchester City ကနေပြီးတော့အလုံးနဲ့ထွက်ခွာသွားတဲ့ John Stone ကိုအလို့တန်ကြီးနဲ့ခေါ်ယူဖို့အတွက်သတင်းတွေထွက်နေပါတယ်ဒါကတော့ Chelsea ရဲ့သတင်းအကြောင်းလေးတွေကိုကူးမနက်ခင်းမှာပြောကြည့်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်